္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်း၅ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့မက္ကဆီကိုနိုင်ငံတွင်နာမည်ကျော်ကြသောမြို့တော်ဝန်အားတပ်ဖြတ်ခဲ့မှု၏နောက်ွယ်မှာအကျိုးကင်ချဲလဲသူအားဖမ်းဆီးရမိခဲ့ပြီးဆိုတဲ့သတင်းမဲ့ဖြစ်ပါတယ်ရှင်ယခုလိုတပ်ဖြတ်ခဲ့မှုတွင်အဓိကတာဝန်ရှိသူအားဖမ်းဆီးရမိခဲ့တဲ့အတွက်ထိုအမှုအားဖြေရှင်းနိုင်ရန်နှီးဆက်လာပြီးပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ယူကရိန်းသမ္မတဇလန်စကီကတူရကီနိုင်ငံတွင်ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန်အတည်ပြုဆိုတဲ့သတင်းမဲ့ဖြစ်ပါတယ်ရှင်နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်နောက်ထပ်ခြေလှမ်းသစ်အားစတင်လိုက်တာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့အင်ဒိုနီးရှားနိုင်ငံရှိမီတောင်ဆယ်ဘရူပောက်ကွဲခဲ့ရပြီးတောင်တက်သမားအများအပြားထိုတောင်ပေါ်တွင်ပိတ်မိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာဏာပိုင်များကတော့ထိုတောင်တက်သမားများအားကယ်ဆယ်ခဲ့ပြီးဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်ရှင်တောင်ကိုရီးယားနိုင်ငံတွင်ကတို့တင်မော်တစီပြဿနာဖြစ်ပွားခဲ့ရပြီးစိတ်ကန်းသို့ပြန်လာခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အာဏာပိုင်များကတော့ယခုမတော်တဆမှုအတွက်စတင်စုံစမ်းစစ်ဆေးနေပြီးတာဝန်ရှိသူများကိုလည်းအရေးယူသွားမယ်လို့ဆိုပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့သမ္မတဒေါ်နယ်ထရန့်ကဆော်ဒီအာရေဗီးယားအရှေ့ဆန်မင်းသားအားခုခံကောက်ခွဲပြောဆိုခဲ့တဲ့အတွက်အမေရိကန်နိုင်ငံအနေဖြင့်လူခွင့်ရေးများအပေါ်အာရုံစိုက်မှုနဲ့နေကြောင်းပြသလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဝေဖန်သူများကတော့ယခုလောက်ရက်ကဆော်ဒီအာရေဗီးယားတွင်ဖြစ်ပွားနေသောညှဉ်းပန်းနှိပ်စက်မှုများအားလစ်လူရှုနေကြောင်းပြသနေတယ်လို့ဆိုပါတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်